ဆိုင်ရကြာစံကြော်ကြီးဘာလို့ပူစားကောင်းနေဆိုတာသိကြလားမသိသေးဘူးဆိုရင်ဒီဗီဒီယိုလေးကိုကြည့်သွားပြီနော်ဆိုင်ရအရသာလူကောင်းနေကြာစံကြော်လေးကြောပြပေးသွားမှာရှင်တဲဦးပူလာပြီဆိုရင်စီထည့်ပြီးတော့ကြက်သွန်ပြူလေးတွေစီချက်ပေးပါမယ်နော်ကြက်သွန်ပြူစီချက်လေးတွေမှုေးလာပြီဆိုရင်ကျမကတော့ကြက်သားပြုတ်ကြော်လေးကိုသုံးထားပါတယ်။ကြိုက်နေတဲ့ရအသားလေးသုံးနိုင်ပါတယ်နော်။ကျမကကြက်သားကြော်ပြီးသားရှိလို့ကြက်သားကြော်လေးကိုထည့်သုံးထားပါတယ်ရှင်။စင်စစ်လေးပြတ်ထားတဲ့အသီးနှံလေးထည့်ကြော်ပါမယ်နော်။ကျမကတော့ဂေါ်ဘီပန်းမုံလာခါချက်ဥတို့ကိုသုံးထားပါတယ်။ကဲအရသာအတွက်ခရုစီကြက်သားမုံစားတို့ကိုထည့်ပါမယ်ရှင်။ကျန်တဲ့ကြော်ရင်ဘလူးအသားနဲ့အသီးရွက်တွေကိုထည့်ရတာအကြိုက်ဆုံးနဲ့နော်။ကျမကတော့ကြက်သားနဲ့ခုထည့်ထားတဲ့အသီးရွက်လေးကိုရမ်းကြိုက်လို့ထည့်ထားပါတယ်မုံလာဥနီကိုကြိုက်ဆုံးပဲပေါ့နော်မုံလာဥနီရဲ့ချိုတဲ့ရတာလေဘယ်လိုပြောရမလဲအရန်ကိုပေါ့နော်ကျမအရန်ကြိုက်တဲ့ထဲမှာပါပါတယ်မုံလာဥနီကတော့ကျမတို့မပါမှဖြစ်ပေါ့နော်ကဲကြော်ထားတဲ့အသီးနှံလေးတွေနည်းနည်းလေးနွမ်းလာပြီဆိုရင်တော့ရေစိမ်ထားတဲ့ကြာစံလေးတွေထည့်ပါမယ်နော်ကြာစံကိုရေစိမ်ပြီးတော့စားအနှဲငယ်နဲ့ပဲငပြားရဲ့အချစ်တို့ကိုမျောပြီးနေထားတာပါရှင်ဆိုင်ရတာလို့တူတည်မဲ့အဓိကချက်ကတော့ကြက်သားပြုတ်ရည်တို့အယိုးပြုတ်ရည်တို့ထည့်တာပါရှင်ကျမကတော့အိမ်မှာကြက်သားပြုတ်ရည်ရှိရတဲ့အတွက်ကြက်သားပြုတ်ရည်ကိုထည့်ပြီးတော့ကြော်ထားတာပါရှင်ကဲနောက်ဆုံးမှာတော့အရွယ်စိမ့်စိမ့်လေးနဲ့စားကြံတို့မုံကြီးလေးလည်းထည့်ပါပြီရှင်ကဲဆိုင်ရတာလို့စားလို့ကောင်းနေကြာစံကြုံလေးရပါပြီရှင်ကြာစံကြုံနဲ့တွဲစားဖို့အခြေလုံကြီးလေးလည်းတင်ပေးထားပြီးပြီနော်ဒီဗီဒီယိုလေးရဲ့အောက်မှာလင်းလေးပေးထားရယ်နော်အဲ့မှာကြာစံချုံနဲ့တွဲစားရင်ကောင်းတဲ့အခြေလုံလေးတင်ပြပေးထားပါလိမ့်ရှင်အားလုံးပဲဘိုင်ဘိုင်မှာနောက်ဗီဒီယိုလေးမှာတွေ့ကြပါမယ်ရှင်